စစ်တပ်ထဲမှာပြောခဲ့တာပေါ့တက်ခဲပေါ့အေး တက်ခဲပေါ့ အခုနောက်မှာတက်ခဲမဟုတ်တော့ဘူးเนาะတကယ်ဟိုမီးစက်ကြီးဖြစ်လာပြီ အေးလို့အောင်နေခြင်းအေးလို့စနစ်တကျစစ်တပ်ကိုခိုင်မောင်ဖွဲ့ရမှာ စစ်သားတွေရဲတွေဆိုရှင်တို့စကားတစ်ခွန်းရှိပါတယ်ရခိုင်ပြည်နယ်ကိုသွားမယ်ဆိုရင်ဟိုတော်တော်ကြီးကိုကြောက်ကြတယ်ပေါ့နော် ကျွန်တော်နဲ့သိတဲ့ဒုတက်ဘုံမူကြီးတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းကိုကြောင်းကျွန်တော်တို့တိုင်းကိုကြောင်းလာတယ်ဆိုတော့ဘာပြောလဲဆိုတော့ငါ့ဟိုတဲ့ရ ဟာပြည်သူပန်းနိုင်ရေးပြည်သူစစ်သားစကားပိုင်းကနေပြန်လဲကြိုးဆိုပါတယ်အာရခတ်တော့အေးရဆိုလို့ရှိရင်ရခိုင်ပြည်နယ်တပြည်နယ်လုံးမှာပေါ့နော်မြို့နယ်သုံးမြို့နယ်ကလွှဲရင်ကျန်တဲ့နေရာတွေအကုန်လုံးကိုအလုံးစုံထိန်းချုပ်နေတာကိုဒါကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့စစ်ကောင်စီတပ်ကရေတပ်လေတပ်ကြီးတပ်အင်အားတွေရဲ့ထိုးစစ်ကိုလည်းကြံ့ကြံ့ခံခုခံနေတာကိုဒါကျွန်တော်တို့တွေ့ရတယ်ဆိုတော့တိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတခြားတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့အာရခတ်တော် AAC ကနေပြီးတော့ဘာတွေအတူယူတင်တယ်လဲဆိုတာကိုကျွန်တော်တို့ဒီနေ့မှာအာရခတ်တော်ရဲ့အောင်ပွဲအတူယူဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်အခုတစ်ခေါက်စကားဝိုင်းကိုဝင်ရောက်ပါဝင်ဆွေးနွေးဖို့အတွက်ပြည်သူပန်းနိုင်ကကိုစီယာကိုဖိတ်ခေါ်လာပါတယ်ကိုစီယာမင်္ဂလာပါ မင်္ဂလာပါကို ဟုတ်ကဲ့ဒါကိုစီယာလည်းသိတဲ့အတိုင်းပဲလက်ရှိချိန်မှာဆိုလို့ရှိရင်တော်လှန်ရေးတပ်ဖွဲ့တွေတိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံးရဲ့ဂျားထဲမှာဟိုတက်တန်းနှုတ်ရဆိုရင်မဲ့အောင်ပွဲရအလီဒီရနေတဲ့ဒါတပ်ဖွဲ့တစ်ခုရှိပါတယ်ဒါတော့ဒါအားလုံးသိတဲ့အတိုင်းအာရခတ်တော် AA ပဲပေါ့နော်အာရခတ်တော် AA ရဆိုလို့ရှိရင်ဒီလောက်ပင်လယ်ပြင်ကနေဟိုစစ်တမောတွေတိုက်လေရင်တွေဒီကြီးတက်တဲ့အင်အားတွေစတဲ့ထိုးစစ်တွေကိုကြံ့ကြံ့ခံပြီးတော့ဒါခုခံဟိုပါပေါ့နော်ခုခံတော်လှန်ခဲ့တာကိုတွေ့ရတယ်နောက်ပြီးတော့အောင်ပွဲတွေလည်းဒီရရှိခဲ့တယ်အခုနောက်ဆုံးရခိုင်ပြည်နယ်တစ်ခုလုံးကိုသူတို့ခြုံငုံပြီးတော့ထိန်းချုပ်နိုင်ဖို့ဆိုလို့ရှိရင်ကြောက်ဖြူစစ်တွေမောင်ဒီ၃မျိုးနယ်ပဲကျွန်တော်ရပေါ့နော်အဲ့တော့အာရခတ်တော်ရဲ့ AA ရဲ့ဟိုဟာတွေကအားသာချက်တွေကဘာတွေဖြစ်မလဲသူတို့ကဘယ်လိုမျိုးဟိုပုံဖော်လဲပေါ့သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးကပြပြပေးပါဦးအဓိကတော့ဒီအာရခတ်တော်အဓိကတော့ရခိုင်လူမျိုးတွေပေါ့နော်ရခိုင်လူမျိုးတွေကကျွန်တော်တို့ပြောမယ်ဆိုရင်သူကမျိုးချစ်စိတ်ပို့ပြီးတော့ပြင်းထန်တယ်လို့ပြောရမှာပေါ့နော်မျိုးချစ်စိတ်ပြီးတော့စီးလုံးမှုရှိတယ်ကျွန်တော်တို့ဒီတခြားနေရာတွေမှာဥမာကျွန်တော်တို့တခြားဒေသတွေရောက်သွားတခြားနိုင်ငံတွေရောက်သွားဗမာချင်းကအဲ့လောက်ဟောမှာဖြစ်ဒါပေမဲ့ရခိုင်ရေးဆိုအရန်စီးလုံးရတယ်ဒါသူတို့ရဲ့အားသာချက်တစ်ခုပေါ့နော်ခုနမျိုးချစ်စိတ်ခုနတော့ကအခုလက်ရှိနောက်သူတို့ရဲ့လက်ရှိမှာဆိုလို့ရှိရင်သူတို့ရဲ့ခေါင်းဆောင်မှုအာရခတ်တော်ရဲ့ဒီခေါင်းဆောင်မှုဘိုင်းမှာလည်းခေါင်းဆောင်မှုကလည်းတော်တော်ကိုပြောမယ်ဆိုပြက်ပြက်သားသားနဲ့အခုလက်ရှိဆိုတာပုံချုပ်ထုံးမြင်နိုင်ပေါ့နော်ဟိုအရေးချင်းရှိတဲ့တကယ်လူတော်ခေါင်းဆောင်တယောက်ပေါ့နော်အဲ့ဒါမျိုးရထားတယ်ပါတယ်နောက်အဓိကတော့သူတို့ရဲ့စီးလုံးမှုပေါ့နော်စီးလုံးမှုတကယ်တမ်းဆိုလို့ရှိရင်ဒီရခိုင်ဒေသတော်လှန်ရေးရတခြားလူဟာတွေပိုပြီးခက်ခဲတယ်ပိုပင်ပန်းတယ်ဥပမာဗျာအခုဆိုရင်ဒါသူတို့ရခိုင်စီဦးဟိုခေါင်းဆောင်ပုံချုပ်ထုံးမြင်နိုင်တီကိုရောက်ဖို့ရခိုင်ဒေသကိုပြန်ပြီးခြေချနိုင်ဖို့16နှစ်လောက်ကြိုးစားခဲ့ရတယ်ဟုတ်တယ်သူရှိရရခိုင်ခေါင်းဆောင်တွေတုန်းကလမ်းမာတယ်စစ်တပ်ကဖြတ်တိုက်ခံပြီးတော့ကြာဆုံးသွားတဲ့ပုံကိုယ်တွေရှိခဲ့တယ်ပေါ့နော်ဒါသူကတော့ရောက်သွားပြီပြီးတော့ဒီသူတို့ရခိုင်သမိုင်းမှာလည်းလုံးဝခုနရှေ့မှာကိုပြောခဲ့သလိုမျိုး၃မျိုးမှာလည်းမျိုး၃မျိုးကလည်းရှင်းပြောရင်ကျွန်တော်ထင်တဲ့ဒီကြောက်ဖြူစစ်တွေကြောက်ဖြူဆိုလို့ရှိရင်လည်းတရုတ်ကစီမံကိန်းတွေရှိတယ်ဗျာစစ်တွေဆိုလို့ရှိရင်လည်းဒါအိန္ဒိယရဲ့စီမံကိန်းတွေရှိတယ်အဲ့တော့ဒီဟာတွေမှာကနိုင်ငံတကာနိုင်ငံခြားတခြားနိုင်ငံတွေရဲ့ဟိုဟာတွေအကျိုးစီးပွားတွေပါတဲ့အတွက်ထိန်းသိမ်းလုံးနေတဲ့ပုံစံမျိုးတွေ့ရတယ်။ဘာကြောင့်မလဲဆိုတော့ကြောက်ဖြူနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတော့အဲ့ကိုမရောက်ခဲ့ဘူး။ဒါပေမဲ့အဲ့မှာတာဝန်ကျခဲ့ဘူးလေကျွန်တော်တို့အသည့်အကိုဘာပြောခဲ့လဲဆိုတော့ကြောက်ဖြူရဲ့မြေပြင်အနေထားရဒီတခြားမျိုးတွေလောက်ကိုမခတ်ဘူးပေါ့နော်။အာရခတ်တော်နေတိုက်မယ်ဆိုဒါပေမဲ့ခုနသူတိုက်နေတဲ့ပုံစံလည်းဟိုမျောပြီးတော့ဘေးနာအပတ်ဝိုင်းပြီးတော့ပြင်းနေချင်းပဲလှုပ်တဲ့ပုံစံမျိုးတွေဒါပေမဲ့ကျွန်တော်ဘာထူးခြားရတယ်ဆိုဒီကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်တယ်တိတ်မကြောက်ကျွန်တော်တို့ဒီပြည်မဘက်ကနေလေရင်သွားတယ်ပေါ့နော်လေရင်သွားတယ်ရှင်းပြရင်တော်တော်ကိုပြင်းထန်တယ်လို့သိရတယ်ပေါ့နော်တိုက်ပွဲအကြဆုံးမှာလည်းဒီအရာရှိပိုင်းအထိကိုဒီအရာရှိပိုင်းဘုံမှု level ဒါမျိုးတွေဒုတိယဘုံမှုအထိကြာဆုံးထိခိုက်မှုတွေရှိတယ်ဆိုတာသိရတယ်ဒါတရားဝင် line model မတက်ပေမဲ့ကျွန်တော်တို့အတွင်းသတင်းတွေရဒါသိရတယ်ပေါ့နော်အဲ့တော့ဒါပြင်းနောက်ပြီးဒီခုနကတော့အဓိကတော့ရခိုင်တွေရဲ့စီးလုံးမှုအရန်ရှိတယ်ပြီးလို့ရှိရင်နောက်ပြီးတော့ဒီစစ်တပ်အာခတ်တော်အေးကသူကဒီတိုင်းလက်နက်ကိုင်ရှင်ကြီးကိုကျွန်တော်တို့ဒီ PDF ရဲဘော်တွေကျွန်တော်စကားပြောပြတယ်သူတို့အာခတ်တော်နဲ့တွဲတိုက်ဖူးတဲ့အဖွဲ့ကြီးပေါ့နော်လက်နက်ကိုင်အချင်းချင်းတောင်သူကလေးစားဘာလို့သူကအမိန့်နာခံမှုအားကောင်းတယ်ပြီးတော့သူကစစ်တပ်ပုံစံအတိုင်းလုံးဝစစ်တပ်ပုံစံနဲ့ဆိုတော့စစ်တပ်ဖွဲ့စည်းအတိုင်းစစ်တပ်ပုံစံမျိုးပဲစနစ်တကျ institution ကိုကောင်းကောင်းခက်ခိုင်မာမာကိုစနစ်တကျလှုပ်ထားတာကိုတွေ့ရတယ်အဲ့ဒါကသူ့ရဲ့အားသာချက်တော့ဖြစ်နောက်ပြီးတော့တစ်ခုကလက်ရှိသူကခုမှမဟုတ်ဘူးဗျာအေးကျွန်တော်တို့2019ဝန်းကျင်2018အရင်အာနာမသိန်းခင်တွေကမြန်မာစနစ်နဲ့တိုက်တာအဲ့တုန်းကမျိုးတွေဒါမသိန်းနိုင်ဒါပေမဲ့တော်တော်ကိုကျွန်တော်တို့တက်မှတော်တော်များများကိုဖြုံးပြနိုင်တယ်တော်တော်ကိုဟ
ပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့တက်ရင်းတွေလည်းပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့အနေထားရှိခဲ့တယ်ပေါ့နော်စစ်သားတွေရဲတွေဆိုရှင်သူတို့စကားတစ်ခွန်းရှိပါတယ်ရခိုင်ပြည်နယ်ကိုသွားမယ်ဆိုရင်တော်တော်ကြီးကိုကြောက်ကြတယ်ပေါ့နော်ကျွန်တော်နဲ့သိတဲ့ဒုတက်ဘုံမူကြီးတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းကိုကြောင်းကျွန်တော်တို့တိုင်းကိုပြောင်းလာတယ်ဆိုတာဘာပြောလဲဆိုတော့ငါ့ဟိုလည်းရခိုင်သားလှောက်ရင်ငါလစ်ပြီးတယ်ဒါကဒုတက်ဘုံမူကြီးအစင်ရပြောခဲ့တာနော်ဦးစီးရရှိတကယ်အဲ့လောက်ထိကိုကျွန်တော်ကိုယ်တိုင်လည်းတက်မှနေကြတော့ရခိုင်ရလူတွေအတွက်ဆိုပြီးတော့လင်းဒီကျွန်တော်တို့DSA အပတ်စင်လိုက်တွေတို့အဲ့လိုမျိုးတို့ပို့တဲ့ဟာတွေမှာကျွန်တော်ကိုပြီးတဲခဲ့ဘူးရတယ်ရှိပါဒါပေမဲ့အဲ့လိုပေါ့နော်အဲ့ဒီတုန်းကရခိုင်ကဒီ A ကတော်တော်ကိုအားကောင်းကောင်းနဲ့နောက်တစ်ခုကသူ့ရဲ့အားသာချက်ကကိုစစ်တပ်ဘက်ကသူက AA လို့အတန်ကြားတာနဲ့ကိုတိုက်တော့မတိုက်ရသေးဘူးဒီတက်ထဲမှာဖွဲ့တက်အတန်ကြားနေကိုစစ်သားတွေရဲ့စိတ်တက်ကပြက်စီးခြောက်ချားပြီးပြက်သွားအဲ့လောက်ထိကိုတကယ်စီးစနစ်ကြတဲ့တပ်ဖွဲ့တစ်ခုနဲ့ရှင်တိုင်းမယ်ဆိုရင်သူတို့ကြောက်ကြတာပေါ့ကြောက်တယ်အဲ့အခုအတန်ကြားရင်ကိုကြောက်တဲ့အနေထားဖြစ်တာပေါ့နော်တော်တော်ကိုအတိကတော့ကိုနာပြောနေသူတို့လူမျိုးရဲ့စီးလုံးမှုပြီးလို့ရှိရင်သူတို့ခေါင်းဆောင်မှုအရေးချင်းဒါတော်တော်ကိုအခုလိုမျိုးနယ်၃မျိုးနယ်ပဲကျန်တော့ရဆိုတဲ့အနေထားကိုရအောင်လည်းသူတို့လွယ်လွယ်ကူရခဲ့တော့မဟုတ်ဘူးเนาะဟောတစ်ဖက်မှာဆိုလို့ရှိရင်ခုနပြောသလိုနိုင်ငံခြားနိုင်ငံတွေတခြားနိုင်ငံတွေရဲ့စီမံကိန်းတွေရှိတယ်လို့ပဲသူတို့နောက်ကျောမှာဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ပေါ့နော်ဟုတ်တယ်သူတို့မျိုးရောက်ချလို့ရတယ်ပုံဖော်လို့ရတယ်နောက်ဆုံးအပိုဆိုးတာဒီစစ်တပ်နဲ့ပေါင်းပြီးတော့သူတို့လှုပ်ပြီးတော့ဒီ AA ကိုရောက်ချတဲ့အနေထားတွေလည်းအများကြီးကျွန်တော်တို့တွေ့ရတယ်ဥမာအဖြစ်ဒီ RSO တို့ ASA တို့ဒီအဖွဲ့တွေကိုသူတို့နှစ်ယောက်တိုင်မြင်ပြီးတော့မွေးမြူတာတော့မဟုတ်ဘူးပေါ့ထောက်ပံ့တာတော့မဟုတ်ဘူးတစ်ဖက်စီကဗိုလ်ချုပ်ထုံးနဲ့ပြောခဲ့ရရှိတယ်သူပြောခဲ့တဲ့စကားမှဆိုရင်နှစ်ဖက်လုံးကဒီအဖွဲ့တွေကိုထောက်ပံ့ပြီးတော့ပြုစုပြောထောင်တယ်ပြီးရင်ဒီ AA ကိုတိတက်ပုံတိုက်တိုက်ခိုက်ဖို့တော့တိုက်ခိုက်ဖို့တော့လည်းတော့အဲ့တော့သူတို့လူမျိုးရေးတွေပါပါတယ်အဲ့တော့ဘာသာရေးတွေရောရိုဟင်ဂျာတွေကိစ္စတွေအဲ့လိုကြားမှာသူကင်တွယ်တဲ့ပုံစံကဆိုရင်ဒါတော်တော်ကြီးကိုပါနေတယ်လို့လည်းပြောရမယ်နောက်ဆုံးပြခုဒီဗလီကြီးကိုပြန်ဖွင့်ပေးလိုက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ထိအောင်ဒါသူ့ရဲ့စီးရုံးနိုင်စမ်းအားကောင်းလဲယုံကြည်မှုသူ့ကိုရှိလဲပေါ့ဒါအကွက်ရွှေ့တာတအားကိုနိုင်ငံရေးမော်နိုင်ငံသူရှိမှပြစစ်ကောင်းဆောင်တဲ့ဆိုရင်နိုင်ငံရေးဘားကိုလည်းတော်တော်ဝါတဲ့ပုံစံမျိုးတွေ့ရတယ်စကားအပြောအဆိုတွေနောက်တစ်ခုနောက်ဒီရှိမှဒီရခိုင်ဒေသကပြကဘာနဲ့ချီပြီးတော့ကဘာနိုင်ငံတော်အဆင့်ကဘာအဆင့်ကို highlight ပေးခံပြီးတော့စောင့်ကြည့်နေတဲ့နေရာကြီးကပြောမယ်ဆိုသူတို့ဒီအာရကတတ်တော် AA နဲ့ဒီရခိုင်ခေါင်းဆောင်ဒီ AA ခေါင်းဆောင်တွေရဲ့ခေါင်းပုံမှာအဲ့ခုနပြောတဲ့ဒီရိုဟင်ဂျာအရေးခင်းပြဿနာကြီးကဝင်တော့ဝင်ပွဲကြီးဖြစ်တယ်ခုနောက်ဆုံးအခြေအနေဆိုအခုလည်းကြားမှာပေါ့ဒီဘင်္ဂလားဒေ့ရှ်ကဒီမိုးရေစေးကိစ္စနဲ့လည်း AA ကိုဆွဆွဲတယ်အဲ့လိုပဲစစ်တပ်ဘက်ကလည်းဆွဆွဲတယ်ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်ဘက်ကလည်းအဲ့လိုဆွဆွဲတယ်ဒါပေမဲ့ဒါကိုဗိုလ်ချုပ်ထုံးမြတ်နိုင်ဖြေသွားတဲ့ဟာကအရန်ပါနေတယ်ရခိုင်ဒေသကိုမိုးရေစေးတွေရောက်လာခင်ဘယ်ကိုဖြတ်လာတာလဲတဲ့ရခိုင်ဒေသကိုပင်လယ်ပြင်ကို AA ကမစိုးမိုးနိုင်ပါဘူးပင်လယ်ပြင်မှာမြန်မာစစ်တပ်ကပင်ပေါ်ရေတပ်သင်္ဘောတွေပဲစိုးမိုးထားတာဒီပင်လယ်ပြင်တွေကလာတယ်ဆိုရင်ရောဒီလူတွေကိုပဲဖြတ်လာတာပြည်မလာမယ်ဆိုလဲမြန်မာစစ်တပ်ကနယ်မြေဖြတ်တာသူပြောပါရှင်းရှင်းလေးဘသူလောက်ပါတယ်ဘသူတည်ပေးရတယ်ဘသူတွေလောက်နေတယ်လို့သူမပြောဘူးဒါပေမဲ့သူပြောပါပါလေးပေါ့နော်အဲ့တခုခုနပြောတော့ကမ္ဘာအဆင့်ရိုဟင်ဂျာဒီအရေးခင်းဒီခုနဘင်္ဂါလီပြဿနာကြီးရတယ်သူတို့တော်တော်ဒါကမ္ဘာအဆင့်ကျွန်တော်တို့နိုင်ငံတော်အတိုင်းအမြံကိုထောင်လဲရမယ်နိုင်ငံတော်အတိုင်းအမြံကိုယ်တိုင်သွားရှင်းပြီးတော့မပြေလည်ဘူးဗျာအဲ့ကိစ္စတွေကိုပါလောက်ကနောက်တစ်ခုကခုဆိုလို့ရှိရင်ခုဆိုတာခုကျွန်တော်တို့ဒီစကားဝိုင်းလုံးနေတဲ့အချိန်မှာဒါရခိုင်မှာဒါရခိုင်မြောက်ပိုင်းမှာမောင်းတော့ဘက်တယ်နော်ဒါဟိုဟာတွေဒီအာစာတွေအာဆိုတွေဒီစစ်သွေးကြွတွေဝင်တိုက်ပြီပေါ့နော်ဒါတွေကခုနဒါကျွန်တော်တို့အနောက်ဘက်ကအိမ်လေးချင်းဘင်္ဂလားဒေ့ရှ်ရဲ့စနက်တွေမကင်းဘူးဘက်ကမြန်မာစစ်တပ်ရဲ့စနက်တွေလည်းမကင်းဘူးနောက်တစ်ခုပေါ့နော်ဟိုပါပေါ့လုံခြုံမှုပေါ့တရင်လုံခြုံမှုတွေတိုးတိတ်နဲ့ပြင်ဆင်တာကြီးဘာလဲဆိုတော့ကျွန်တော်ဒီသူတို့တွေစက်ခန်းတွေသိမ်းခဲ့တယ်မြို့နယ်တွေသိမ်းခဲ့တဲ့အချိန်မှာဘယ် AA ရဲ့တပ်မှုတပ်ဖွဲ့ဟိုအကုန်လုံးကမှ social media ပေါ်ရောက်မလာဘူးဒါတော်တော်ကြီးကိုတော်လိုင်းတပ်ဖွဲ့အနေနဲ့အတူယူရမယ်လိုက်တာကျင့်သုံးရမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့အကုန်လုံးပြီးပါကျွန်တော်တို့မှဒီသတင်းတွေဆိုလို့ရှိရင်သူတို့ထုတ်ပြန်မှသိရတာတချို့နေရာမှာရှိတယ်စခန်းကမတိုက်ကသေးဘူးငါတို့ရပြီကွာအဲ့လိုမျိုးဒါ social media ပေါ်တင်တဲ့ခါတွေကိုနဲ့ပတ်သက်ပြီးတော့တော်တော်ကြီးကိုသူတို့ထင်းကင်တွေရအောင်မြင်ရတယ်နောက်ဆုံးပေါ့နော်ဒီအာရကတက်တော် AA ရဲ့သတင်းပြန်ကြားရေးဥခိုင်သူကကိုယ်တိုင်ဒါထုတ်ပြန်မှာပဲတချို့အခြေအနေဆိုတာကျွန်တော်တို့ပြည်သူတွေရောနောက်ပြီးတော့တချို့တပ်ဖွဲ့တွေရောသိရတယ်အဲ့တော့ဘာလို့ဆိုလို့ချင်လဲဆိုရင်သူတို့ကအရန်ကိုတိုးတိတ်တယ်လုံးဝမလိုလားအပ်တာတွေကိုပေါက်ကြောင်းမှုလုံးဝမရှိသေးရဘူး social media အသုံးပြုမှုအစားသူတို့တော်တော်ကြီးကိုထင်းရှိရလို့ဒါကျွန်တော်အနေနဲ့သွားမြင်မိတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီတိုက်ပွဲတွေမှာသူတို့ပြန်လဲသိသိရရှိရဲ့လက်နက်ဆိုချို့အမြောက်တွေတန်ကြပ်ကာကားကြီးအဲ့လိုမျိုးခါတွေအကုန်လုံးသူတို့အချိန်တိုအတွင်းကိုသူတို့ပြန်လဲအသုံးပြုနိုင်အောင်လေ့ကျင့်နိုင်မှရှိတယ်ဒါကလည်းAA တပ်ဖွဲ့ရဲ့ဟိုပါပေါ့အားသာချက်တစ်ခုပေါ့နော်နောက်အဲ့ဒါလေကျွန်တော်မြင်တာက
သူတို့ဒီအဓိကဗျာခေါင်းဆောင်တစ်ယောက်ဆိုတာကအရာအားလုံးကိုတော်နေဖို့မလိုဘူးဒါပေမဲ့ဘသူ့ကိုဘယ်နေရာမှာဘသူ့ကိုဘယ်လိုအသုံးချရမယ်ဆိုတော့ management ပေါ့နော်ဒီစီမံခန့်ခွဲနိုင်တဲ့အရေးချင်းရှိဘူးသူကအဓိကခေါင်းဆောင်အဲ့ဒါကျွန်တော်ဘာလို့အခုရှင်းပြရပြကျွန်တော်တို့ဒီစစ်တပ်ကနေပြီးတော့ဗတ်ပြောင်းသွားတာအခုအာဏာသိမ်းပြီးမှသူ့ရှိကိုဗတ်ပြောင်းမှာဟိုတုန်းတွေကသူတို့ကဒါမျိုးသားရေးနဲ့တို့ရခိုင်မျိုးသားရေးဆိုတော့မျိုးချစ်စိတ်နဲ့အများကြီးရှိတယ်အဲ့လူတွေကိုသူကတိတိကျကျစနစ်တကျပြန်ပြီးတော့အတုံးချထားတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့ဒါကြောင့်မလို့စစ်တပ်ကရတဲ့လက်နက်ကြီးတွေကိုဒီခုနလိုတန်ချက်ကဟာမျိုးတွေကိုစနစ်တကျချက်ချင်းပြန်ပြီးတော့အတုံးချနိုင်တာကိုတွေ့ရတယ်အဲ့လိုမျိုးဗပြောင်းသွားတဲ့လူတွေအကုန်လုံးကလည်းဘယ်နေရာမှသူတို့ပေါ်လာမှာမဟုတ်လုံးဝတိုးတိတ်နဲ့နေပြီးတော့သူက personal brand ကြာတူးချင်းရဲ့ personal brand တော့အဲ့လိုတိဆောက်ထားတာဥမာဘယ်မျိုးကြီးဒါသိမ့်လိုက်တယ်ဗျာဘယ်မျိုးကိုသိမ့်တော့ဘယ်တန်အဲ့လိုမျိုးထွက်လာတာသိမရှိဘူးဒါမျိုးပဲသွားတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ခုနအခုပြောခဲ့ဆိုတော့သတင်းလုံခြုံမှုကတော့အရန်ကောင်းတယ်ပြီးတော့ကျွန်တော်ကြားတော့ဆိုတာဒီအမိတ်နာခံမှုမှာလည်းအရန်ကိုစနစ်တကျရှိတယ်စစ်တပ်ကိုထက်ကိုသူကအမိတ်နာခံမှုမှာအားကောင်းတယ်လို့ကျွန်တော်သိရတယ်ဒီတော့စစ်တပ်ထဲမှာပြောခဲ့တာပေါ့တက်ခဲပေါ့အေးတက်ခဲပေါ့အခုနောက်ပိုင်းမှာတက်ခဲမဟုတ်တော့ဘူးเนาะတကယ်ဟိုမိဆက်ကြီးဖြစ်လာပြီအားလည်းကောင်းလာတယ်နောက်တစ်ခုကသူ့ရဲ့လုံပုံကိုင်မှုကခုနကဘူးဆိုလို့ရှိရင်ဒါသူဒီမွတ်စလင်ကိစ္စတွေပေါ့နော်ဒီအနောက်ဘက်ကကိစ္စတွေပကိုင်တွယ်တဲ့ဟာတွေလည်းတော်တော်ကိုဟိုပြောမယ်ဆိုပညာသားပါတယ်ပေါ့နောက်တစ်ခုကဒီဒေါ်လာရင်းနဲ့ပတ်သက်ရင်လည်းသူတို့ဥမာရှမ်းမြောက်မှာဆိုလို့ရှိရင်တချို့အဖွဲ့ဆိုလို့ရှိရင်သူတို့လိုတဲ့အနေထားပြီးလက်ပြီးရောမောင်းထုတ်ပြတဲ့ဟာမျိုးတွေရှိတယ်သူတို့ကျွန်တော်တို့တခြားတပ်ဖွဲ့တွေကိုဒီနောက်ပေါ်နေအငင်းပွားမှုတွေခဏခဏပြတ်တာဒါပေမဲ့အေးမှာအဲ့လိုမျိုးဖြစ်မလာတာကျွန်တော်တွေ့ရတယ်နောက်ဆုံးပြသူတို့ရဲ့ဒီသမိုင်းချောင်းအရာဒီပလက်ဝဒေတာချင်းတောင်ပိုင်းပေါ့နော်ဒီဒေတာတွေနဲ့သူတို့တွေကပြိပခါတွေရှိတယ်ဒါပေမဲ့ဒီဘက်ကရှိတဲ့အဖွဲ့တွေကချင်းအဖွဲ့တွေတော်တော်များများနဲ့ပါသူကအင်လိုင်းဖြစ်တယ်သူကိုယ်တိုင်ထောက်ပံ့ပေးထားတယ်အခုချိန်ကြီးလဲအဲ့မှာတချို့ဗမာတပ် PDF တပ်ဖွဲ့တွေရောဒီချင်းတပ်ဖွဲ့တွေရောတော်တော်များများသူထောက်ပံ့ပေးထားပြီးသူကူညီပေးထားတာပြောချင်တာကအဓိကသူ့ရဲ့ဟိုဖြူဟာပြီးတော့သူ့ရဲ့အမြင်ပေါ့နော်ဒီပေါ်ထားတဲ့ဒေါ်လာရေးပေါ်မှာသူဟိုရှောင်းမြန်ဟိုတခြားအဖွဲ့တွေနဲ့မတူသူ့ရဲ့လုံပုံကံပေါ့အခုသူလေ့ကျင့်သင်ကြားပေးတဲ့အဖွဲ့တွေကလည်းကျွန်တော်တို့သိတော့တော်တော်ကိုစီစနစ်နဲ့မချာနဲ့တိုက်ရိုက်ခိုင်အိမ်မှာတော်တော်သူ့ရဲ့အားသာချက်ကတော့အခုဘာလဲဆိုတော့ဟိုလက်နက်ကင်တပ်ဖွဲ့တွေအကုန်လုံးနဲ့သူရီမန်ချက်ချင်းတူတယ်ရက်တက်ချင်းတူတယ်ဆိုလို့ချင်းသူအကုန်ပေါင်းဆက်တယ်အခုမကွေးမှာဆိုရင် PRA တို့အဲ့လိုမျိုးအနည်းဆုံးပြပြပါနော်အဲ့လိုအဖွဲ့တွေနဲ့အကုန်လုံးသူတိတိကျကျကိုစုပေါင်းပြီးတော့ထိုးစစ်ဆင်နိုင်တယ်အဲ့လိုမျိုးခါတွေဒါကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေါ့အမြင်ကဗျာခုမှဒါကျွန်တော်တို့ထွက်လာလို့ခုဒီဘက်ရောက်လို့ဒီစကားပြောမှာကျွန်တော်တို့တက်ထဲမှာကျွန်တော်တို့နဲ့ပြောခဲ့လို့ရှိရင်ကျွန်တော်ပြောတဲ့တက်ချုပ်နဲ့ကျွန်တော်တို့ကရှင်ကြည့်တာတက်ချုပ်ကျွန်တော်တို့စစ်တပ်ကတက်ချုပ်ဟိုမင်းအောင်လိုင်ကသူ့ကိုတက်ချုပ်ရလို့ပေးတယ်ဆိုတော့တော်လုံးလို့ပေးတာမဟုတ်ဘူးလက်ညှိုးတောင်ခေါင်းငိမ့်ဆိုတဲ့သဘောနဲ့သူတို့ခိုင်းတဲ့အတိုင်းရမယ်လို့ထင်လို့ရှေ့လူကယူဆပြီးသူ့ကိုဟိုပြန်ပြီးတော့ဟိုမဖြစ်နိုင်မဆန့်ကျင်နိုင်အောင်ဆိုတဲ့လူယူဆပြီးတော့ပေးခဲ့တာအဲ့တော့သူတက်ချုပ်ရာတို့နေရာပြောတော့ तू များပေးလို့ရတဲ့ပုံစံမျိုးဒါပေမဲ့ဗိုလ်ချုပ်ထုံးမြတ်နိုင်ကြအဲ့လိုမဟုတ်ဘူးဒီနေရာကိုရောက်လာအောင်လို့ तू အောက်ခြေကနေပြီးတော့ဟိုမှာ KIA မှာစစ်တပ်နဲ့သွားတက်ပြီး step by step တိဆောက်လာတာအဲ့တော့အဲ့မှာအောက်တက်ကြည်တာချင်းကွာသွားတယ်အရေးချင်းနဲ့တော့ကွာဘာလို့စကားပြောတာကြီးဒါကိုနောက်ဆုံးဗျာမီဒီယာနဲ့စကားပြောတာကြီးဒါအဲ့နေ့ကဒါကိုအောင်စောလုံးနဲ့ဒီ AR နဲ့ तू အင်တာဗျူးထားတယ်မှာဆိုလို့ရှိရင်ဟိုကျွန်တော်တို့ဗာလဲစစ်တပ်ကဗိုလ်ချုပ်စော်မင်းထွန်းနဲ့တခြားစီဟိုမှာ तू မကြိုက်တဲ့မေကွန်းသူ့ကိုအစိမ်မပြေသေးတဲ့မေကွန်းမေးတာနဲ့ဟူဝါနဲ့ထပြီးတော့မဟန်ဟိုမထိန်နိုင်အောင်ဗျာဟိုပညာမဲ့တယ်ပညာမဲ့ဆန်ဒါပေမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အောင်ပေါ်တော်မေးတဲ့မေကွန်းတွေမှာလည်းတချို့ဟာရထိတဝါဖြစ်တယ်ဗျာဒါပေမဲ့ तू ပပနနက်ကိုလိမ်မမာနဲ့ရှောင်ချပြီးဖြေသွားတာအေးစစ်စစ်ပဲဟုတ်တယ်ပညာရှိမြတ်အမြင်မထွက်တဲ့ပုံစံမျိုးလုပ်ပါနောက်တစ်ခုပေါ့နော်သူတို့ဒီစစ်တပ်ကဖမ်းဆီးရမိတဲ့လူတွေရှိတယ်အဲ့လူတွေလည်းသူကစစ်တုံးမှန်ဥပဒေနဲ့အညီလုံးဝဟိုတေးချာချာကိုထားတယ်ပေါ့နော်ဥပဒေဘောင်တွေကနေပြီးတော့နိုင်ငံတကာဥပဒေကိုလိုက်နာပြီးထားရတယ်ဒါတွားတွေ့ရတယ်အဲ့တော့ဆိုလိုချင်တာနိုင်ငံတကာအပေါ်မှာလည်းသူက view site တယ်ဒီဥပဒေကိုလည်းသူလိုက်နာပါတယ်ဆိုတဲ့ပုံစံနဲ့ဟိုပြသရောက်တယ်ပေါ့နော်အဲ့လိုမျိုးကင်တွေလည်းတွားတွေ့ရတယ်ပေါ့နော်ဟုတ်တယ်အဓိကတော့အဲ့ဒါပေါ့ကျွန်တော်တို့ဒီဒါပေမဲ့စစ်တပ်ကဒီကျွန်တော်တို့ဒီတိုက်ပွဲ139နှစ်ခွန်သူတို့ကာလာထဲမှာကျွန်တော်တို့ဒီစစ်သင်္ဘောပေါ်မှာပါဗျာမှတ်မိလားဗျာသူတို့မိသားစုဝင်တွေရောစစ်တီတွေရောအလုံး900လောက်သင်္ဘောပြတ်ပြီးတော့မြုပ်သွားဒါပေမဲ့ဒီဖြစ်စဉ်ကိုပဲဒီစစ်တပ်က AA ကိုပြောမယ်ဆိုခုတလောကဆိုလို့ရှိရင်ဒါစာတင်ကျောင်းကိုဘုံသွားကျဲပြတယ်ဗျာပုဂ္ဂလိကအကြောင်းခလေးတွေတည်းကျွန်တော်တို့မြင်မကောင်းဗျာဒါလုံးဝမလှုပ်သင့်တဲ့ဟာတော်တော်ကိုစာဆွေရဆွေးမှုစစ်တပ်ကလှုပ်ပဲဒါပေမဲ့သူတို့ဘက်ကဘာပြောလဲဆိုတော့မင်းတို့ငါတို့ရဲ့တပ်မိသားစုဝင်တွေကိုတတ်တုံးကလည်းအဲ့လိုဒါပေမဲ့အဲ့တုန်းကကျွန်တော်သိတဲ့လောက်ကဗျအဲ့ဖြစ်စဉ်က
ဒီတက်မိသားဆိုဒါကစစ်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာသူအဲ့ပေါ်မှာလဲတက်မိသားစုဝင်ကြီးပဲမဟုတ်ဘူးဗျာဟိုစစ်သားတွေရောအကုန်ရောပါနေတာဒါတိုက်ပွဲရသူတို့လိုက်တိုက်တယ်ထွက်ပြေးတယ်အမှန်ကဲဆိုရင်ဒီတက်မိသားစုဝင်တွေဒါမျိုးမဖြစ်အောင်လို့အစောကြီးကသူတို့ကြိုထုတ်ထားလို့မရဘူးလားဟုတ်တယ်သူတို့က AO ပဲပြစ်တယ်ဒါပေမဲ့အဲ့ဒီမှာတစ်ဖက်မှာလဲဒါပေမဲ့အေးမှာတာဝန်ပြုအဲ့ဒီချိန်မှာတော့ခုနပြောတော့ဒီပြစ်မှတ်ကိုကျွန်တော်တို့ဒီနိုင်ငံတကာဒီမှာ convention ရဒီပြစ်မှတ်ကိုရွေးချယ်တဲ့အချိန်မှာကျွန်တော်တို့ကအကျိုးအပြစ်ကိုပြန်ရမယ်ဒီမှာဒါဒီလက်နက်မဲ့ဒါတို့တွေ့အဲ့မှာတော့သူတို့အားနေကြလို့ရှိဒါတစ်ဖက်မှာလဲအဓိကဒီလူတွေကိုအစောကြီးတိုက်ပွဲတွေနီးကပ်လာပြီဆိုတွေကစစ်တပ်ကသင်္ဘောနဲ့ဖြစ်စေရဟတ်ရင်နဲ့ဖြစ်စေကြိုထုတ်ရမှာသူတို့တာဝန်ပဲဒီနာဖခဒီအန်းကိုမကြခင်မှာအန်းနဲ့ရအမျိုးသမီးစစ်တီတွေဆိုကျွန်တော်များများသူတို့ကြိုထုတ်ပါတယ်လွတ်တာပဲဒီကျွန်တော်ပြောကြအဲ့လိုမျိုးကြိုထုတ်လို့ရဒါပေမဲ့သူတို့ကလူသားတိုင်းကိုလူကိုတစားခံပြန်လောက်တာကိုလိုဖြစ်တော့မှဖြစ်တယ်ဆိုထိုးချလို့ရအောင်လို့အကွက်တွေနောက်တစ်ခုကဒီသူတို့ကဒါဒီဒါမျိုးဖြစ်တော့ဒါတေတော့ဒါတေရပြောဒါပေမဲ့တစ်ဖက်ကဒါပေမဲ့ကျွန်တော်တို့ကဒီသေးတာကြီးတာဒီလိုမျိုးဟာတွေဝမ်းတာလို့လည်းပြောတာမဟုတ်ဘူးဗျာမစိတ်မကောင်းဘသူပဲတေတယ်ကျွန်တော်တို့ကဟိုပြည်သူပဲသဘောမကြောက်ဗျာစစ်တပ်ကပဲတေဘသူပဲတေသေးတာလေကျွန်တော်တို့ကတတ်တာဖက်တာလေသဘောမကြောက်ဒါပေမဲ့ဒီကိစ္စမှာအဓိကတာဝန်ရှိတော့စစ်တပ်ကလူတွေပဲသူတို့ကြိုထုတ်လို့ရနောက်တစ်ခုကဒီတက်မိသားစုဝင်နေဒီတက်ရဲမေတွေကိုအရန်အားဆိုတဲ့အနေနဲ့လက်နက်တွေပေးကန်တင်တန်းတွေတက်ပြီးလက်နက်ကင်ပြီးတော့ခင်းဆောင်ကလက်နက်ပြန်တက်တယ်ဒါတွေလောက်ခိုင်းဆိုတဲ့ကလက်နက်ပြန်ကန်ပြီးဆိုတဲ့ကဒါပြည်သူလို့သတ်မှတ်လို့စစ်ပွဲထဲမှာပါဝင်တက်ရောက်တယ်ဖြစ်တဲ့အတွက်အဲ့တော့ဟိုဘက်ကဒါမျိုးလုပ်တဲ့အချိန်မှာဒါသွားပြီးတော့အပြစ်ပြောလို့တော့ဟိုမှားတာကခုနဒီဘက်ကအရင်ဖောင်းတာလေသူတို့ဘက်ကဖောင်းအဲ့ဒါကိုပြန်တော့ဒါကိုပဲခုနကလေးဘာမှအပြစ်မရှိတဲ့ကလေးတွေကိုသူတို့ဖုံးကျဲတယ်ပြီးတော့မဟာမင်းတို့တော့အဲ့လိုလုတ်ခဲ့တာဆိုတဲ့ပုံစံမျိုးတွေတောက်ချောက်ပြောလို့တွေ့ရတယ်ပေါ့နော်အခုဒါကိုစီကပြောသွားတယ်ဆိုရင်ဒါအေးတက်ဖွဲ့တော့အားသာချက်တွေပေါ့နော်ဟုတ်ပြီဒီလက်ရှိမှာဒေါ်လာရေးတက်ဖွဲ့တွေရောတခြားတိုင်းသားတက်ဖွဲ့တွေရောဒီအေးအားသာချက်တွေကနေပြီးတော့ဘာတွေကိုအတူယူတင်တယ်လဲဆိုတာလေးတွေပြောပြပေးပါအဓိကကတော့ဗျာအေးလိုအောင်နေခြင်းအေးလိုစနစ်တကျစစ်တပ်ကိုခိုင်မာအောင်ဖွဲ့ရမှာပဲအဓိကဟိုအေရဲ့အဓိကအားသာချက်ကခုနသူကစစ်တပ်သူကအေကစစ်တပ်ကိုတကယ်စစ်တပ်နဲ့တူအောင်လို့စနစ်တကျအမိန့်နာခံမှုဟိုရှင်းပြများစစ်သားတစ်ယောက်ဆိုစိုးကြားဆိုတာကျွန်တော်တို့သင်ခဲ့ရတယ်မှာစိုးကြားဆိုတဲ့စကားလုံး9လုံးမှာတစ်ခုချင်းစီမှာအထိပ္ပယ်တွေအများကြီးရှိတယ်ပေါ့နော်ဒါတာဝန်ကျေမှုဒီစမတ်ကြရမယ်တာဝန်ကျေမှုရမယ်သစ္စာရှိရမယ်အမိန့်နာခံမှုအားကောင်းရမယ်အမြဲတမ်းအသင့်ဖြစ်နေရမယ်ဆိုတဲ့ဟာမျိုးတွေအားလုံးအဲ့လိုမျိုးပေါ့နော်အဓိကအေကအဲ့လိုမျိုးပုံစံစနစ်တကျတိဆောက်ထားတာအဲ့တော့ကျွန်တော်တို့ဘက်ကလည်းသူ့လိုမျိုးစနစ်တကျဒီအေဟေလိုမျိုးအားကောင်းတဲ့ခိုင်မာတဲ့အဖွဲ့အစည်းဖြစ်ခြင်းသူ့လိုမျိုးကျွန်တော်တို့ကစနစ်တကျတိဆောက်ပြောမယ်ဆိုအေစစ်တပ်က institution တစ်ခုအနေနဲ့ဖြစ်နေပြီဒါပေမဲ့ကမ္ဘာဟိုနိုင်ငံတကာအဆင့်မီဟိုလိုမျိုးကြီးမဟုတ်သေးဘူးလက်ရှိပြည်တွင်းထဲမှာတော့အားကောင်းဆုံး institution ဟိုဒေါ်လာရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ရပ်တည်ဖြစ်နေပြီပြောအဲ့ level ကိုရောက်နေပြီအဲ့လိုမျိုးဖြစ်အောင်လို့အဲ့လိုမျိုးတေချာစနစ်တကျတိဆောက်မယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာရေးအဖွဲ့လည်းမဖြစ်နိုင်ကြအကြောင်းမရှိဘူးနောက်တစ်ခုကပေါ့နော်အပြောနဲ့လို့ညီရပါနော်ဒါပေါ့သူပြောရဲ့စကားတစ်ခုအရင်သဘောကျတယ်ဟိုတကယ်မလုပ်လို့မရဘူးပေါ့အဲကြောင့်နှစ်90လောက်ချို့တိုင်းသားတစ်ဖွဲ့ကိုကိုယ်ခတ်တာတော့မဟုတ်ပါဘူးသူပြောပြတကယ်လဲသူတကယ်လုပ်တဲ့ခါကျတော့ဘယ်တော့မှမကြောက်ဘူး10နှစ်15 16နှစ်အဲ့လောက်ပဲကြာတယ်ပေါ့နော်ဟိုနောက်ဆုံးမှပေါ်ခဲ့တဲ့တပ်ဖွဲ့ရလက်ရှိမှာအောင်မြင်မှုတွေအများကြီးရပြီးတော့ထိန်းချုပ်မှုတွေအများကြီးနေမြေတွေကိုရရှိနေလို့ဒါကျွန်တော်မြင်တယ်အဲ့တော့ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ပေါ့နော်အဲ့ဒါကိုဒါကျွန်တော်တို့တွားပြီးမြင်ရတယ်အဲ့ဒါရုပ်လဲတော်လိုင်းတပ်ဖွဲ့တွေကတကယ်အတူယူတဲ့တယ်ဒါမှမဟုတ်ဘဲနဲ့ဒီတော်လိုင်းလက်နက်ကိုင်တော်လိုင်းလုံရင်းနဲ့အကျိုးစီးပွားဘက်ကိုကူးပြောင်းသွားမယ်ဆိုလို့ရှိရင်ဟိုတကယ်လဲဟိုနေရာတွေနေမြေတွေနောက်ပြီးတော့ဟိုအာနာရှင်ကိုလည်းတိုက်ခွင့်နိုင်မှာမဟုတ်ဘူးဒါကျွန်တော်တို့အကြရင်ကနှစ်100လောက်နှစ်$100လည်းမရတော့ဘူး။ဘာကြောင့်ဆိုတော့အခုလက်ရှိ AA ရဲ့အောင်မြင်မှုတွေကသူ့ရဲ့ခေါင်းဆောင်မှုမှာလည်းအဓိကစကားခေါင်းဆောင်မှုမှာလည်းခုနကကျွန်တော်သိရသတင်းတွေမှာတော့ကြားလိုက်တယ်ဒီအောက်တက်မှုငယ်တွေတက်မှုတွေဒီအချင်းတက်တယ်ဒါပေမဲ့ကျွန်တော်ထင်တယ်အဲ့ကိစ္စတွေတက်လာပြီးနောက်ပိုင်းပြောက်ပါချက်ချင်းတို့အရေးရှင်မှုတွေအဖြစ်နေလောက်တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်။အဓိကခေါင်းဆောင်မှုမှာခုနကိုချိုးစည်းပွားမှာဖတ်ဖဲနဲ့ဥဆောင်မှုလမ်းညွှန်ပေးနိုင်လို့ဒါပြည်သူတွေကလိုက်တာလေအားကောင်းတာအဲ့လိုမဟုတ်ဘဲနဲ့စစ်တပ်နဲ့ပေါင်းစားမယ်ကုမ္ပဏီထောင်မယ်အကျိုးစီးပွားတွေရှိလုပ်မယ်ဆိုလို့ရှိရင်သူလည်းတခြားဖွဲ့လို့ပဲဖြစ်သွားမှာပဲလေအဲ့ကြရင်အခုဟာသူတို့ခေါင်းဆောင်မှုလည်းမှန်ကန်နေတယ်ဆိုတဲ့ဟာမျိုးဒါကြောင့်လည်းသူတို့တမျိုးသားလုံးကနောက်ပြလိုက်တယ်နောက်ပြီးကျွန်တော်တို့လက်ရှိဆိုလို့ရှိရင်ဒေါ်လာရင်းမှာသူ့ကိုတော်တော်ကိုစံထားလာပြီပေါ့နော်တော်တော်ကိုသူ့ကိုစံပြအနေနဲ့တာနောက်တစ်ခုပြောဆိုလာတွေ့လူငယ်တွေကိုအားကိုးတယ်ဟိုပါပေါ့လူငယ်တွေကိုသူကပို့ပြီးတော့မြေတော်မြောက်ပေးတယ်နေရာလည်းပေးတယ်အဲ့လိုပဲနောက်တော့လက်ရှိသူ့ကောင်အခုလက်ရှိဗိုလ်ချုပ်ထုံးမြတ်နိုင်ကိုယ်တိုင်ပဲဒါပြောမဲ့ဆိုလူကြီးပိုင်းအသက်ကြီးတဲ့ထဲမှာမပါဘူးလူလက်ပိုင်းထဲမှာလားလူငယ်ကျွန်တော်တို့ဟိုဟာပဲဆိုခုခေတ်ဆိုတာလူငယ်ဘာတော့40ပတ်ဝန်းကျင်ပဲ40ကျော်ဆိုတဲ့ဟာကလူငယ်လုံးဝ
လမ်းဆန်းတက်ကြွနေဆို အဲ့တော့သူ့မှာအတွေးခေါ်အသစ်တွေနဲ့ခင်မီရဲ့အတွေးခေါ်တွေရှိတယ်ပေါ့နော် ဟုတ်တယ်ဒါကြောင့်မို့ကျွန်တော်သူ့ရဲ့ interview ကိုကျွန်တော်လည်းဒါအစားဆုံးတေချာကြည့်တယ်ပေါ့နော်ကြည့်ရတော့အရင်တုန်းကကျွန်တော်တို့ပဲ interview တိုင်းကျွန်တော်တို့ဟိုအတိုင်းမကြည့်ပါဘူးဒါပေမဲ့သူ့ခါတော့စိတ်ဝင်စားဘာလို့စိတ်ဝင်တေချာသူဒါကိုကြည့်ပြီးအော်ဒါကြောင့်မလို့သူအောင်မြင်တာဟိုဒါကြောင့်မလို့သူ့ရဲ့ဘာလို့သူတို့အဖွဲ့တွေဒီလောက်ဘာလို့အောင်မြင်လဲဆိုတာဒါသူ့ရဲ့ခေါင်းဆောင်မှုကျွန်တော်တို့တေချာကိုအဲ့သူ့ interview တေချာကြည့်တဲ့အချိန်မှာပို့ပြီးတော့ဟိုတတိထားမိတယ်ပေါ့နော် ဟုတ်ကဲ့ဒါကတော့ဒီတခြားတော်လိုင်းရေးတပ်ဖွဲ့တွေ AA စီကနေပြီးတော့အကောင်းတဲ့အချက်တွေပေါ့နော်ဟိုအကုန်လုံးတော့မဆိုလို့ပါဘူးကောင်းတဲ့အချက်တွေရှိလို့သူတို့အောင်မြင်မှုရရှိတာပေါ့ဒါတွေကိုအတူယူဖို့အတွက်ဒါကျွန်တော်တို့ဟိုမျှဝေပေးခြင်းဖြစ်ပါတယ်